ဒီနေ့တော့မြို့တက်ပြီးငချောက်တွေအများကြီးဝယ်စားပစ်မယ်လာဟေ့ကောင်မလှုပ်နဲ့ပါရာအကုန်ထုတ်ပေးစမ်းအမလေးမလှုပ်ပါနဲ့ဗျာယူပါကြိုက်တာယူသွားပါရက်ဆက်လိုက်တာကွာအဝတ်အစားပါချွတ်ယူသွားတယ်ငါအိမ်မလို့ပြန်ရမလဲ ကိုကျွတ်ရေ ကဲပါဦးဝက်ကောင်ဓားပြတိုက်သွားလို့အတွင်းခံပဲကြံတော့တယ်ဗျာ တောက်ဒီဝက်ကောင်တော်တော်ဆိုးပါလား မြန်မြန်တူးကိုကြောင်ရေ သူပြန်လာရင်ဒီလမ်းကပဲပြန်လာမှာဒီကျင်းထဲကြကိုကြရမယ် အေးကွာဒီတခါတော့တေးပြီးသားမှတ် ဒီဆက်ပြီးကနင်းလို့ကောင်းသားပဲငါစတိုင်နဲ့လိုက်နေတာပဲ လာပြီ လာပြီအမလေး တောင်းပန်ပါတယ်ဗျာကျွန်တော်အမွေးတွေ ဒါသမားပစ္စည်းကိုလူယူတဲ့သူခံရမဲ့ပြစ်ဒဏ်ပဲ ပြောင်စမ်းကွာ ကြည်စမ်းပါဦးဝက်ပြောင်ကြီးပြေးနေပြီကျေးဇူးပဲတငယ်ချင်းရာငါပစ္စည်းတွေပြန်ရပြီ